ပစုံကိုဘလို့ချက်ဆိုင်ရင်ကောင်းမလဲစဉ်းစားခန့်နေတဲ့သူတွေအတွက်စားလို့ရန်ကောင်းတဲ့တရုတ်စတိုင်ချင်းကန်ဆက်ပစုံချင်နီလေးကိုမျှဝေပေးလိုက်ပါတယ်။အရင်ဆုံးပစုံကောင်းလေးတွေနဲ့လက်ကလေးတွေကိုကက်ကြီးလေးနဲ့တေချာလေးညှက်ထားပေးလိုက်ပါမယ်။ပြီးရင်ကြောဘက်ကိုလည်းကက်ကြီးလေးနဲ့ညှက်ထားပေးလိုက်ပါ။နောက်ထပ်ပကံတစ်လုံးထဲမှာပန်းငတ်ပြားရဲ့အကြီးတစ်စွန်းပန်းငတ်ပြားရဲ့အနောက်တစ်စွန်းဗနီကာတစ်စွန်းခရုစီတကြားငရုတ်ကောင်းမုံနဲ့ရေလေးနည်းနည်းလောက်ထည့်ပေးပြီးနှံ့သွားအောင်ဇွန်းလေးနဲ့တေချာလေးမွေပေးထားလိုက်ပါမယ်စီပူလာပြီဆိုရင်တော့ပစုံလေးတွေကိုအိုးထဲကိုထည့်ပေးပြီးရွှေအောင်တန်းလာတဲ့အထိဇွန်းလေးနဲ့ဖိပြီးတော့တေချာလေးကြော်ပေးထားလိုက်ပါမယ်ပြီးရင်တော့အိုးရပစုံတွေကိုဘေးခဏဖယ်ခိုင်းလိုက်ပြီးခုနကပြင်ဆင်ထားတဲ့ကျက်သွန်ဖြူငရုတ်သီးအနီးထည့်ပေးပြီးရင်တော့ပန်းကပိတစ်စွန်းလောက်ထည့်ပေးပြီးမွေးလာတဲ့အထိကြော်ပေးလိုက်ပါမယ်နောက်ထပ်ငရုတ်သီးကြောက်လေးတွေကိုလည်းထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ရသွားရင်တော့ခုနကဖြောထားတဲ့ sauce လေးကိုထည့်ပေးပြီးတော့ထပ်ကြော်ပေးလိုက်ပါမယ်ပြီးရင်တော့ကျက်သွန်နီလီထားလေးနဲ့လူတိုင်းကြိုက်တဲ့နန်းနန်းမင်းလေးကိုထည့်ပြီးတော့တအိမ်လုံးမွေးလာတဲ့အထိထပ်ကြော်ပေးလိုက်ပါနောက်ဆုံးကျက်သွန်မိန်လေးဖြူပေးပြီးသွားရင်တော့အရန်မွေးပြီးစားလို့ကောင်းတဲ့တရုတ်စတိုင်ချင်းကန်ဆက်ပစုံပန်းကပိချက်လေးကိုရပါပြီနော်ထမင်းဆက်ပကံလောက်ကုန်အောင်စားလို့ကောင်းတာမို့လို့လိုက်လို့စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်